ထဲမှာအိမ်နေရတယ်လို့မျိုးစိတ်ချင်းချက်မှုလုံးဝမရှိစေတဲ့အော်ရာကျုပ်လက်ရပြင်းနဲ့ချင်းအောင်ကြီးမိမိအခန်းမိမိအရာကဘလောက်ပဲကျဲတဲ့အောင်ရှိနေနေချင်းအောင်ကြောက်မလို့ပို့ပြီးတော့စိတ်ချင်းကြရတယ်ကျင်းနေတဲ့အောင်ခံစားရတယ်ဆိုလို့ရှိရင်ဒါဟာလုံးဝကိုမဖြစ်သင့်ပါဘူးကိုခန်းကိုအရာကကျင်းနေရဆိုလို့ရှိရင်တော့အသုံးပြုနေတဲ့ချင်းအောင်ကြောက်မလို့ပို့ပြီးကျင်းသွားမယ်စိတ်မွန်းချက်မှုတွေခံစားနေရမယ်ဆိုလို့ရှိရင်ဒါဟာပို့ပြီးတော့မှစိုးပါသေးတယ်တင်းရဲ့အခန်းကကျဲသည်ဖြစ်စေကျင်းသည်ဖြစ်စေဒီအော်ရာကျုပ်လက်ရပြင်းတဲ့ချင်းအောင်ကြီးကတင်းရဲ့အရာကိုပို့ပြီးတော့ကျဲသွားစေပြီးတော့ချင်းအောင်မပါသလိုခံစားချက်အပြင်းနဲ့စိတ်လွတ်လပ်ကျဲပြတ်စွာအိတ်ဆက်အနိုင်နိုင်မှာပဲဖြစ်ပါတယ်အရွယ်လေးကတော့ဘယ်ကနေညာထိအကျယ်က9ပေခွဲခေါင်းရနေချင်းဒီခြေစင်း6ပေခွဲအမြင့်9ပေအပြည့်အော်ရာကျုပ်လက်ရနဲ့ချုပ်လုပ်ပေးထားပြီးတော့ကင်းစိတ်မှုရတစ်ခုရဲ့စင်ငယ်စိတ်မှုရတစ်ခုရဲ့ကိုကောင်းကောင်းခြုံငုံပေးထားနိုင်တာကိုတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်မိသားစု4ယောက်ဆိုလို့ရှိရင်ကြက်ကြက်လွတ်လွတ်အိတ်ဆက်နိုင်ပြီးတော့မိသားစု9ယောက်ဆိုလို့ရှိရင်တော့ချစ်ချစ်ခင်ခင်အိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်စားသားမှာဆိုလို့ရှိရင်လည်းမြန်မာပြည်ဈေးကွက်မှာအကောင်ဆုံးရေသွင်းမြစ်ဂျပန်စားပြောင်းသားကိုသုံးပေးထားပြီးတော့ပေါ်မူးနဲ့အောင်သားတွေမှာဆိုလို့ရှိရင်ရေချိုးလို့ရှိရင်မကွဲမပြဲမရွဲတဲ့တကိုင်းနဲ့တထွန်ချီသားကိုသုံးပေးထားတယ်ဒီလိုပုံစံဒီလို site အော်လာကျုပ်လက်ရအပြည့်နဲ့ချင်အောင်မှာ3,200,000ကျပ်ပဲဖြစ်ပါရဲ့ရှင်ရွေးချယ်စရာအကြောင်းများစွာလည်းရှိနေပါသေးတယ်မာယူလိုပါက399258 300 300 တို့ကနေဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဆင်စာပို့ပြီးတော့ဖြစ်စေဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ် Facebook Messenger ဆင်လည်းဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင် Ryan နေကြရောက်တဲ့မျိုးတိုင်းကိုအရင်ငွေချေစနစ်ဖြစ်ရောင်းချပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမင်းတော်မောလာချင်တာအော်ရာကျုပ်ပါဝယ်သူပြောမှရောင်းသူပြောတာဦးမျိုးမင်းတော်မောလာချင်တာအော်ရာကျုပ်ပါ